အားလုံးမင်္ဂလာပါဒီနေ့ကတော့စိတ်ကူပါလို့ပေါ့နော်zodiac sign လေးရဲ့အကြောင်းကိုပြပြပေးပါမယ် zodiac sign ကတော့ကိုယ့်ရဲ့ zodiac sign ပေါ့နော်ဟိုကကြတော့ပညာရှင်မဟုတ်ဘူးဒီတိုင်းပဲသဘောကျတယ်နားထောင်ရတာကြိုက်တယ်ပေါ့နော် zodiac sign လေးရဲ့အကြောင်းပြောလို့ရှင်နားထောင်ဖြစ်တယ်ခဏခဏဒီ zodiac sign လေးရဲ့အကြောင်းကိုသိထားလို့ရှင်ကိုယ့်ရဲ့ဘာဝင်နေမှာရှိတဲ့သူတွေအကြောင်းကိုပို့ပြီးနားလည်လာမယ်ကိုမိသားစုပြီးတော့ကိုယ့်ရဲ့ချစ်သူဒီစားပေါ့နော်ပို့ပြီးတော့သူတို့အကြောင်းပို့ပြီးတော့နားလည်လာမယ်ပို့ပြီးတော့လည်းအရင်ထပ်ပို့ပြီးတော့နားလည်ပေးနိုင်တယ်ပေါ့နော်ပြီးလို့ရှင်တချို့zodiac sign ကတော့တဲ့တဲ့ zodiac sign ရှိရမတဲ့တဲ့ zodiac sign ရှိရပေါ့နော်ဒါပေမဲ့တစ်ခါလေကျရင်တိုက်ရိုက်ချိုးကြတာမျိုးတိုက်ရိုက်ဘယ်ရမလဲအစိတ်တက်ဖြစ်တာမျိုးတွေကတော့ဟိုတစ်ထစ်ချပြောလို့မရဘူးပေါ့နော်တခြားသောနေနံနေဘာညာတတကာပေါ့ဥပမာဒီ zodiac sign နဲ့ဥပမာLeo နဲ့ Aries နဲ့တဲ့တယ်ဆိုလို့ရှိရင်ပြောကြရတယ်ပေါ့နော်ဒါဒီ zodiac sign ကတဲ့ဒါပေမဲ့ဒီအတွဲကတဲ့ခြင်းပဲတဲ့ပြီမဲ့နောက်အတွဲကတွဲခြင်းမှာတဲ့တာပေါ့နော်ဒါသူတို့ရဲ့မွေးစာတာမွေးရဲ့မွေးလာတာမျိုးတွေနဲ့လည်းဆိုင်သေးတယ်ပေါ့နက်ခတ်တွေပါညာတတာကပေါ့ကိုကတော့Taurus ပေါ့နော် Taurus ဖြစ်တဲ့အတွက်ဒီနေ့ Taurus အကြောင်းလေးနည်းနည်းလေးပြောပါပဲ Taurus တောင်းTaurus ကဘယ်လိုရက်ဒီမှာမွေးတဲ့သူက Taurus လဲဆိုလို့ရှိရင် April 20ရာနေပြီးတော့ May 20မှာမွေးတဲ့သူတွေပေါ့နော်သူတို့ကတော့ Taurus ဒီဖြစ်ပါတယ်သူတို့ကတော့ဒီ earth sign လေးပေါ့နော်မြေတက်ဆုံးမှုတဲ့နောက်ပြီးတော့သူတို့ရဲ့ဒီစင်တန်ကတော့ဘူးပေါ့နော်ကျွဲပေါ့ကျွဲစင်တန်လေးဖြစ်ပါတယ်နောက်တစ်ခုကသူတို့ရဲ့ဂျိုကတော့ Venus တို့ဖြစ်ပါတယ်Taurus မှာတော့မှဒီ April Taurus နဲ့ May Taurus နဲ့မတူတဲ့ချက်လေးရှိရပေါ့နော်ဒီ April Taurus ကကြတော့ May Taurus နဲ့နည်းနည်းပို့ပြီးတော့ဘယ်လိုလဲပို့ပြီးတော့စိတ်နည်းနည်းမြန်တယ်ပေါ့နော်စိတ်လုပ်ပြီးဆိုပို့ပြီးစိတ်မြန်တယ်ပို့ပြီးတော့လည်းလူတရက်အပေါ်မှာပို့ပြီးတော့ဘယ်လိုလဲသူ့ရဲ့ခံစားမှုကိုပြင်းပြင်းထန်ထန်ပြရတယ်ပေါ့နော်ဒါပေမဲ့ May Taurus ကကြတော့သူ့ရဲ့ခံစားမှုကိုသူကချက်ချင်းမပြဘူးနဲ့တော့ဖြည်းဖြည်းချင်းအဲ့လိုခွင့်ရေးပေးသေးရတဲ့ဖက်တော့ခွင့်ရေးပေးပြီးတော့မှဖြည်းဖြည်းချင်းသူကအဲ့တော့မရတော့ဆိုတော့သူကနောက်ဆုံးပြက်ကွယ်သွားတာမျိုးပေါ့နော် May Taurus ကကိုကကြတော့ May Taurus ပေါ့နော် May Taurus ကကိုကိုပြောမယ်ဆိုလို့ရှိရင်အချစ်ရေကံကောင်းပေါ့နော် May Taurus ကနောက်ပြီးတော့ဘာလို့လဲဆိုလို့ရှိရင်Taurus ကသဘောတာပေါ့နော်သူကချစ်ပြီးဆိုလို့ရှိရင်အပိတ်ချက်တာကလုံးဝအကြပေါ့လုံးဝချွင်းချက်မရှိယုံကြည်ပြီးတော့အမျိုးချက်တာသူ့မှာအပြစ်တွေရှိနေရင်လည်းစုခေရတယ်ဒီလိုပဲချက်တာသူအဲ့လိုမျိုးဟိုဘယ်လိုလဲသူယုံကြည်တဲ့လူတယောက်ကိုသူမယုံကြည်ဘူးဆိုတော့လုံးဝမယုံကြည်ဘူးဆိုပြောမသိဘူးအဲ့လိုမျိုးသူယုံကြည်သားပြီဆိုလို့ရှိရင်အဲ့လိုလုံးဝတရားကတော့အပြစ်ယုံကြည်တာအဲ့လိုမှအပြစ်တွေရှိနေတော့သူကယုံကြည်တယ်သူလက်ခံပေးတယ်အဲ့လိုမျိုး Taurus ကပြီးတော့ Taurus လေးတွေကအစားတောက်ကြိုက်တယ်ပေါ့နော်အစားတောက်ကောင်းနေကြိုက်တယ်ပြီးတော့ပြင်းတယ်အဲ့ဒါတော့ကိုပေါ့နော်ကိုက Taurus ဆိုတာပြင်းတာပြင်းပြီဆိုလို့ရှိရင်ဘာမှမလုပ်ချင်ပြင်းတာကိုအရင်ကိုအလောက်စူးစားပြီဆိုလို့ရှိရင်ဘူးမှလာမတားလည်းမရဘူးကိုအရင်အလောက်စူးစားအဲ့မျိုးသူများတွေကကိုကိုထင်တယ်ပေါ့နော်ပြင်းကြတယ်ကိုလည်းပြင်းကြတယ်လို့ထင်တယ်ကပဲတကယ်လားဆိုတော့လေတစ်ဖက်မှာကိုစူးစားပြီဆိုလို့ရှိရင်လည်းသူများထက်တော်နေမှသူများထက်မတော်ရင်တော့အမြဲတမ်းတန်းတူဖြစ်နေမှကြိုက်တယ်ပေါ့နော်အဲ့လိုစိတ်မျိုးရှိရကွာတော့အဲ့တော့ကဘာလဲဆိုတော့ Taurus လေးတွေကလေချစ်သူပေါ်မှာမှသူတို့ကထူးခြားချစ်တာမဟုတ်ဘူးသူတို့ရဲ့မိသားစုသူတို့ရဲ့ဆွေမျိုးသူတို့ရဲ့တငယ်ချင်းတွေဆိုမှလည်းခင်ပြီးဆိုလို့ရှိရင်ချွင်းချက်မရှိပေါင်းတတ်တယ်ပေါ့နော်အဲ့ဒါတော့ကိုပါကိုမှတငယ်ချင်းတွေအများကြီးမရှိဘူးဒါပေမဲ့ကိုပေါင်းတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်ကိုတကယ်ပေါင်းတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်သူတို့ပေါ်မှာချွင်းချက်မရှိဘူးတိတ်ပြီးတော့ဘာမှအပြစ်မမြင်ကိုမှခက်ခဲရဆိုရင်တော့သူတို့လာအကူအညီတောင်းနေဆိုလို့ရှိရင်ကိုကတတ်နိုင်တယ်ဆိုလို့ရှိရင်ပြီးတယ်နော်ပြောပဲ Taurus ကတော့အရင်နွားကြတယ် Taurus ကလူတရားကိုချက်ပြီးဆိုရင်သူအရင်အမ်းချင်တာအမလေးလုတ်ပေးချင်တာဝယ်ပေးချင်တာဘာလို့ချင်လဲစက်ကြည့်လားဆိုတော့လည်းမဟုတ်ကိုအတွက်ကိုမစင်စားဘူးအဲ့လိုကိုချစ်တဲ့သူကဒါလို့ချင်တယ်ဆိုရင်ဝယ်ပေးချင်တာအဲ့လိုမျိုး Taurus အဲ့လိုမျိုးချက်တာ Taurus ကTaurus ကပြီးတော့ဒေါသကြီးရပေါ့နော်ဒေါသကြီးရသူတို့သီးခံမယ်ဆိုလည်းသီးခံတယ်နော်ပေါ့ဒေါသကြီးပြီဆိုရင်လည်းကိုဆိုလို့ရှိရင်အရာဒေါသကြီးရတနေ့လာသမီးလေးဖြစ်တဲ့ခါကျတော့ပူဆိုးတယ်ပြတာဒေါသထောင်းမနေထွက်လာဒီလိုကိုမတိုက်တာတစ်ခုလာပြောရဲဆိုလို့ရှိရင်သူရှက်ပြဖို့ကြိုးစားရတယ်မကြိုးစားလို့မရဘူးဆိုလို့ရှိရင်အဲ့အချိန်မှာဒေါသထောင်းထားဒေါသမထောက်ဆိုလည်းမထောက်ပြီးလို့ရှိရင် Taurus တွေကညှင်းခုန်အောင်မကြိုက်ဘူးနော်ကိုဆိုလို့ရှိရင်အဲ့လိုညှင်းခုန်မလုပ်ချင်အာယုံနောက်ခံတာအဲ့လိုကိုယ့်ကိုအေးစစ်စစ်ကြောက်ထိုင်းနေတယ်
အိမ်မှာပေါ့အဲ့လိုနိုင်ပိုင်းနေရကြိုက်တယ်ပေါ့နော်ဖုန်းလေးကြည့်တယ်စာလေးဖတ်တယ်လို့မျိုးပြီးတော့အဲ့လိုအတန်ဆူးတာအတန်ဆိုးဝါးတွေအနက်ဆိုးဝါးတွေဆိုလို့ရှိရင် Taurus ကမရ Taurus ကအရင်အဲ့လိုပြောရမှာဒီမခံနိုင်ပါဘူးTaurus ကပြောနေတတ်တယ်ပေါ့နော် Taurus ကပြောနေတတ်တယ်အဲ့ဒါတော့မှန်တယ် Taurus ကပြောနေတတ်တယ်ဒါမဲ့ရင်းထဲမှာတော့သူအမြဲခစားကံပြပါဟဲ့ခစားကံပြအဲ့မျိုး Taurus က Taurus လေးရပါလေဆိုတော့သူကအရင်သစ္စာရှိရပေါ့နော်သစ္စာရှိရတော့ယုံကြည်ရတယ်လူ့ဘချက်တွေပါပြောမယ်ဆိုလို့ရှိရင်လည်း Taurus လေးပြောလို့ရတယ်ပေါ့နော်သူကပါဇက်လုံးနေပေါ့မျိုးနောက်တော့ Taurus တောင်းလေးတွေကပါရှိသေးလဲဆိုလို့ရှိရင်စကားလာမယ်ဟိုကပြောစားတော့ကြောင့်လည်းပြောကြိုက်ချီးကြောင့်လည်းပြောကြိုက်ပေါ့နော်အဲ့ဒါပါရှိသေးတယ်ငွေချင်းတွေကြောင့်လည်းပြောပြီးသွားပြီကွန်တလောက်ထင်ပါတယ်ခုတည်းတော့Taurus ကိုဆိုလို့ရှိရင် Taurus ပေါ့နော်ကိုတောက်လျှောက်တွေ့ခဲ့တဲ့ဒီစားရဲဆိုလို့ရှိရင် Leo တွေများတယ်ပေါ့နော်အများအားထားခဲ့ခါရတယ် Leo တွေကျွန်မအများအားထားခဲ့ခါရတယ်နော်Leo တွေမချစ်ဘူးလားဆိုတော့လေချစ်တယ်သူတို့ကနာရမ်းများတယ် Leo တွေကချစ်တတ်တယ်အစားပိုင်းမှာသူကချစ်တယ်ဒါမှနာပိုင်းကြလို့ဆိုတော့အနေပေးသွားရင်မရဘူးLeo ကချမ်းတော့ပါတော့အဲ့လိုLeo ကကြတော့ဘယ်နေ့မှမွေးတယ်လဲဆိုရှင်ဘယ်နေ့မှမွေးတဲ့လူတွေလဲဆိုလို့ရှိရင်ဒီဇူလိုင်23ကနေပြီးတော့မှဩဂတ်22အထိပေါ့နော်သူတို့လေးတွေကကြတော့ Leo side လေးဖြစ်ပါတယ်သူတို့ရဲ့ planet ကကြတော့ the sun ပေါ့နော်နေပေါ့ကျွန်မဘဝမှာတွေ့ခဲ့ရတာကျွန်မတို့ Leo တွေပဲကိုကလည်းလေတွေးလိုက်ပြီဆို Leo ပဲသူတဲ့လားဆိုတော့လည်းမတဲ့ဘူးမချစ်ဘူးလားဆိုတော့လည်းချစ်တယ်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲစိတ်Leo ကလေထော်လည်းမထော်ဘူးအချို့လည်းတော့ချော့တာပေါ့နော်ဒါပေမဲ့မတူဘူးတရားတယ်အဲ့လိုမတူတာလေးတော့ရှိအောင်ပြီးတော့ Leo က fire sign Leo ကဟုံတောက်မီးလိုဟုံတောက်သူက the sun ပေါ့နော်သူရဲ့ဟိုကသူကနေတဆိုးမိုးတယ်ပြီးလို့ရှင်သူရဲ့နေနိုင်ကဥပမာစနေတို့တနင်္ဂနွေတို့ဖြစ်လဲဆိုလို့ရှင်သူကပိုဆိုးတယ်ပိုပြီးပူကြတယ်သူရဲ့ဒီ sign လေးကကြတော့ရှင်သိပေါ့နော်ရှင်သိဆိုလို့ရှင်သူရဲ့နေနိုင်ကလည်းတနင်္ဂနွေတို့စနေတို့နေကြီးတဲ့ဟာမျိုးတွေပေါ့ဆိုတော့အသေးပူကြအသေးဆုံးပေါ့လားသူတို့ချက်တာတမျိုးပေါ့နော်သူတို့ချက်တာတမျိုးအဲ့မျိုးကိုကလည်းကန်ဆိုးတာပေါ့နော်မျိုးLeo ရင်းနဲ့ပဲတွေ့ရတယ်ပေါ့Leo ကကြောက်ဒေါသကြီးอ่ะ Taurus ကကြတော့ဘယ်လိုပြောမလဲဒေါသကြီးရဲ့ဆိုတော့Taurus ကစိတ်မရှိဘူးစိတ်မရှိဘူးကိုဆိုတနင်္လာသမီးလည်းဖြစ်တယ် Taurus လည်းဖြစ်တယ်ဆိုတော့စိတ်မရှိဘူးကွာစိတ်ရှိနေတယ်ဆိုစိတ်ရှိနေတယ်စိတ်မရှိဆိုစိတ်မရှိလို့ Taurus ကဟိုသူချစ်တဲ့သူဆိုတော့ပိုစိတ်ရှိတယ်သူမချစ်တဲ့သူဆိုတော့စိတ်မရှိဘူးအဲ့လို Taurus ကတယောက်တည်းဆိုလို့ရှင်ကွာကိုကန်ဆိုရလို့မတတ်ဘူးဒါပေမဲ့2ယောက်တောင်ဆိုတော့ Leo 2ယောက်စလုံးကဘုံစံနဲ့တူတဲ့ဟာမျိုးကိုအဲ့လို relationship တစ်ခုမှာပေါ့နော်သူတို့action ပေါ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကထပ်အဲ့လိုမျိုးအဲ့ဆိုတော့ကွာLeoဆိုလို့ရှိရင်ကွာကိုသဘောကျတယ်ဆိုရင်တော့ကွာဘယ်လိုပြောမလဲဟိုစဉ်းစားရတယ်ပေါ့နော်အဲ့လိုတော်ပြီငါLeoဆိုလို့ရှိရင်တော့မကြိုက်ဘူးလဲဆိုတော့ကြိုက်တယ်ဒါပေမဲ့Leoလေးရဲ့ချစ်ဖို့ကောင်းတယ်သူကချစ်တတ်တယ်jealous လေးရှိရပေါ့နော်ဒါပေမဲ့သူတို့ကကြတော့လို့နည်းနည်းပူလောင်တယ်ပေါ့ပူလောင်တယ်ဆိုတော့သူတို့ကဟိုမှာရေတက်ဆိုးမိုးတဲ့ sign တွေပိုင်းနဲ့ဆိုတော့အဆင်ပြေတယ်ပြီးတော့ Leo ကကြတော့သူကLeo ကဒေါသကြီးရယ်နောက်ပြီးတော့ပူကြရပေါ့နော်ပူကြရတယ်ပြီးသူကအဲ့လိုအပြောင်းလဲလုပ်ရတာတွေကကြိုက်တယ်ဒါ challenge တွေပေါ့ကွာကြိုက်တယ်ဒါပေမဲ့ Taurus ကကြတော့အေးသမားသူကကြောက်တုံးလို့ပဲဒီနေရာထဲမှာသူဒီနေရာထဲမှာပဲသူအပြောင်းလဲတွေပါတိတ်မကြိုက်ဘူး Taurus ကဒီတစ်ခုကိုလုံးနေတယ်ဆိုရင်သူ့ကိုတခြားတစ်ခုသွားမခိုင်းနဲ့မရဘူး Taurus ကခေါင်းမာနောက်တစ်ခါပဲဆိုရင် Leo ကလည်းခေါင်းမာတယ် Taurus ကလည်းခေါင်းမာတယ်အဲ့လိုပြောတော့အသေးရင်းခေါ်ကြတဲ့ကူတာရှော့မပေးချင်ဘူး Taurus ကလည်းချုံမပေးချင်ဘူး Leo ကလည်းသူကလည်းဘိုးကြတယ်ဆိုတော့မချစ်ဘူးလားဆိုတော့လည်းချစ်တယ်စိတ်ဆိုးတယ်ဆိုလည်းခဏပဲပေါ့အဲ့လိုဒါပေမဲ့သူတို့ရဲ့မွေးနေ့လေးနေတော့ဆိုင်မှာပေါ့နော်နည်းနည်းတော့ကိုဟောင်းပူလေးတော့ရှိရပေါ့လူတယောက်နဲ့စိုင်းနေမတည့်ဘူးဆိုပေမဲ့လည်းဒါပေမဲ့ဟိုသူတို့ရဲ့မူရင်းစိတ်လေးတွေရှိသေးတာပေါ့နော်အဲ့တော့လုံးဝတစ်ထစ်ချာလို့တော့မပြောရဘူးTaurus ကတော့Pisces လေးတွေလည်းတည့်တယ်နော် Aries နဲ့မတည့်
အဲ့တော့တက်လဲဆိုတော့အဲ့ကအမကလည်း Aries ညီမလေးကလည်း Aries ဒါပေမဲ့အဖေကကျတော့ Gemini အမေကကျတော့ Aquarius တင်တယ်သူကတော့လူကြီးဆိုတော့เนาะကိုရှာတော့အဖေက Gemini အမေကAquarius အဲ့ဆိုင်လေးကျတော့တခြားဟိုဖြစ်သေးဘူးเนาะ Gemini ကကျတော့ကြီးစားများတယ်အဖေကရေးကြီးစားများတယ်အဲ့ဒါတော့မှန်တယ်အမေကကျတော့အမေကတော့တူနေရအမေကအဲ့လိုကြီးစားပါကောင်းတယ်မသိမရှိဘူးသူကတနေ့ခုနေ့သမီး Aquarius အဖေကိုနိုင်တယ်သူဖေကတနေ့လားဆိုတော့နေနိုင်တယ်ပေါ့နော်အဲ့လိုအမကကျတော့ Aries ညီမလေးကလည်း Aries ပဲသူတို့ကကျတော့ Aries တွေကသူတို့ရဲ့အတားကြကကောင်းဆောင်စွမ်းရည်ရှိတယ်ပေါ့နော်ပြီးတော့သူတို့က challenge ဖြစ်တာကိုကြိုက်တယ်အပြောင်းလဲတွေလုပ်ရတာကြိုက်တယ်အဲ့တော့ Leo နဲ့အဆင်ပြေတယ်သူကလည်းair sign လားမသိဘူး Aries လေးက air sign ဆိုတော့အဲ့သူတို့အချင်းချင်းကြတော့တဲ့တယ်လား Aries အဲ့အမနဲ့ညီမလေးနဲ့ကြတော့တဲ့ကိုနဲ့ပဲမတဲ့တာကိုကမရကွာအဲ့လိုဒါဆိုဒါပဲပို့ဟိုတော့ပြောလို့မရအောင်ကောင်းမှာကျတော့ Leo နဲ့တူတယ်ပေါ့နော် Leo နဲ့အဲ့လိုပြဿနာဖြစ်နိုင်တဲ့အချိန်တွေကကောင်းမှာပဲပေါ့အဲ့ဒါလေးပဲပေါ့ဒီနေ့မှာတော့ Taurus ကြောင်းလေးကိုပြတ်ဖြစ်ပါတယ်အဲ့လိုမျိုးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းတရားလေး share ထပ်ပြရအောင်နော်ဘာလို့လဲဆိုတော့သဘောကျလို့ပေါ့နော်အဲ့အကြောင်းလေးကိုစိတ်ဝင်စားတယ်အမြဲတမ်းနောက်ထပ်ဖြစ်တယ်အဲ့လိုအဲ့ဒါလေးတွေနောက်ထပ်တော့သဘောကျတာအဲ့လိုဖြစ်ပါတယ် bye bye ဒီကကျတော့